အင်ဂျီတရားခန့်စွာရှိတဲ့သာယာအေးရွာလေးဟာမြို့နဲ့အလှမ်းဝေးလာပေမဲ့သဘာဝတရားရဲ့လက်ဆောင်မှုတွေကြောင့်အမြဲတမ်းစိမ်းလန်းဆိုပြီးလှပလို့နေပါတယ်။ရွာသူရွာသားတွေကလည်းရိုးသားဖြူစင်တဲ့စိတ်ထားတွေရှိကြပြီးတဦးကိုတဦးမေတ္တာကိုရှေ့ထားလို့အမြဲတမ်းကူညီရိုင်းမြစ်တတ်ကြပါတယ်။သာယာလှပမှုနဲ့ဖော်ရည်ပြူငါမှုတွေနဲ့မသက်ဆိုင်တဲ့လူတစ်ယောက်ကတော့ဒီသာယာအေးရွာလေးမှာရှိနေပါတယ်။သူကတော့တထေးဦးသာထွန်းပါပဲ။ဦးသာထွန်းဟာမျိုးစဉ်ဆက်ချမ်းသာလာခဲ့သူဖြစ်ပြီးတော့လေဧကပေါင်းမြောက်များစွာကိုလည်းပိုင်ဆိုင်ပါတယ်။ဦးသာထွန်းဟာငွေကြေးချမ်းသာပေမဲ့စေတနာနဲ့မေတ္တာတရားကတော့မွဲတေခေါင်းပါလွန်းလာပါတယ်။သူ့ထံမှာအလုပ်လုပ်တဲ့အလုပ်သမားတွေရဲ့လုပ်အားခကိုလည်းအမြဲတမ်းခေါင်းပုံဖြတ်လိရှိပါတယ်။ရွာသူရွာသားတွေကဦးသာထွန်းအိမ်နာကရေကန်ကြီးကိုပဲအမိပြုပြီးသက်ဆက်နေရတာကြောင့်ဦးသာထွန်းမရှက်တော့လဲအောင့်ကနမ်းနေရပါတယ်။ငွေကုန်မောင်းနေတဲ့ဦးသာထွန်းဟာသူ့ရဲ့မိသားစုဝင်တွေကိုရွာသူရွာသားတွေနဲ့ပြောဆိုဆက်ဆံတာကိုပိတ်ပင်တားမြစ်ထားပါတယ်။ဦးသာထွန်းရဲ့မိခင်ကတော့အသက်အရွယ်ကြီးရင့်သူဖြစ်ပြီးဘာသာတရားကိုအလွန်ကိုးကွယ်ကိုင်းဆိုင်တဲ့သူတစ်ယောက်ပါ။ဦးသာထွန်းရဲ့သားဖြစ်သူကတော့အမြဲတမ်းလိုတောက်စားမှုယုတ်နေပြီးရွာသူရွာသားတွေကိုအနိုင်ကျင့်လေးရှိပါတယ်။သမီးဖြစ်သူမယ်များကတော့ရွာသားတွေကိုဖော်ရည်ပြူငါစွာဆက်ဆံပြီးတငယ်ချင်းအသစ်တွေလိုချင်နေခဲ့ပါတယ်။ဖခင်ဖြစ်သူဦးသာထွန်းရဲ့အမိန့်ကြောင့်မယ်များတစ်ယောက်ဘယ်အိမ်မှအလည်မသွားခဲ့ရသလိုသူ့ရဲ့ထံကိုအလည်လာတဲ့တငယ်ချင်းတွေကိုလည်းဦးသာထွန်းကအမြဲတမ်းလိုမောင်းထုတ်တတ်ပါတယ်။ဒီလိုအကြောင်းအရာတွေကြောင့်မယ်များတစ်ယောက်အိမ်ထဲမှာပဲအမြဲတမ်းလိုအချိန်ကုန်နေခဲ့ရပါတော့တယ်။အဲဒီလိုဦးသာထွန်းရှုပ်ရှယ်ထားတဲ့ကြားကမယ်များလေးကိုတန်ရောစင်ခိုးတွေ့မိနေသူကတော့မောင်ကြိုင်ပါပဲ။မောင်ကြိုင်ဟာလယ်မရှိရာမရှိဆွေမရှိမျိုးမရှိဆင်းရဲသားဦးသာထွန်းအိမ်ကဆင်းရဲငါတစ်ယောက်သာဖြစ်ပါတယ်။မောင်ကြိုင်ဟာနေ့စဉ်နဲ့အမျှဦးသာထွန်းရဲ့လယ်ထဲမှာအလုပ်လုပ်ရသလိုဦးသာထွန်းရဲ့အိမ်မှာလည်းအိမ်အလုပ်တွေလုပ်ပေးရပါတယ်။ဆင်းရဲသားတစ်ကောင်ကျွတ်ဖြစ်ပေမဲ့ရိုးသားပြီးအလုပ်ကြိုးစားတဲ့မောင်ကြိုင်ကိုတစ်ရွာလုံးကရှစ်ခင်ကြသလိုဝမ်းဝန်းလဲကူညီတတ်ကြပါတယ်။ဆင်းရဲသားလေးမောင်ကြိုင်နဲ့သတိသမီးလေးမယ်များတို့လူငယ်တဘာဝမေတ္တာမျှနေကြတာကိုဦးသာထွန်းသိရှိသွားတဲ့အချိန်မှာတော့အကြီးအကျယ်ကိုဒေါသအိုးပေါက်ကွဲသွားပါတော့တယ်။ဒေါသမီတောက်လောင်သွားတဲ့ဦးသာထွန်းဟာသူ့ရဲ့သမီးမယ်များကိုမြို့ကိုပို့ပေးခဲ့တယ်လို့မောင်ကြိုင်ကိုလည်းအလုပ်ထုတ်လိုက်ပါတယ်။အဲ့ဒီအပြင်မောင်ကြိုင်နဲ့ပတ်သက်တဲ့သူတွေကိုသူ့ရဲ့ရေကန်မှာရေလာမခတ်ရဘူးလို့ပိတ်ပင်တားဆီးခဲ့ပါတယ်။မောင်ကြိုင်ဟာသူ့ရဲ့အမှားအတွက်မသက်ဆိုင်တဲ့ရွာသားတွေဒုက္ခရောက်သွားတာကြောင့်စိတ်မကောင်းဖြစ်နေပါတယ်။ဒါပေမဲ့ရွာသားတွေကတော့ဒီတစ်ခါဦးသာထွန်းအောင်မကျိုးတော့ပါဘူး။ရွာသားတွေစုပေါင်းပြီးရွာဦးเจ้าမှာရေတွင်တတွင်တူးဖော်ခဲ့ကြပါတယ်။ဖခင်ရဲ့ထိန်းချုပ်မှုအောက်မှာတစ်သက်လုံးနေလာတဲ့မယ်များတစ်ယောက်မြို့ရောက်တဲ့အချိန်မှာတော့လွတ်လပ်မှုရဲ့ရတာကိုကောင်းကောင်းကြီးခံစားနေပါတော့တယ်။မြို့မှာတငယ်ချင်းတစ်တွေရပြီးဘီယာတောက်လိုက်ကလတ်သွားလိုက်နဲ့ရှင်တွေကုန်နေခဲ့ပါတယ်။ကံကြမ္မာလက်ပြုံးဖြစ်လာတဲ့တနေ့မှာတော့ဦးသာထွန်းတစ်ယောက်ဆေးရုံရောက်သွားခဲ့ပါတယ်။ဆေးရုံမှာသူသွေးလိုနေတဲ့အချိန်ဘယ်သူမှမလူခဲ့ကြပါဘူး။မောင်ကြိုင်တစ်ယောက်တည်းသာသူ့သွေးလူခဲ့ပါတယ်။ဦးသာထွန်းသတိရလာတဲ့အချိန်မှာတော့သူ့ရဲ့သက်သခင်ဂျေဇုရှင်ဟာမောင်ကြိုင်ဖြစ်ကြောင်းသိလိုက်ရတဲ့အချိန်မှာအရန်ကိုတုန်လှုပ်သွားခဲ့ရပါတယ်။တစ်ချိန်ကသူရှိုးနှိမ်ပြီးဆက်ဆံခဲ့တဲ့မောင်ကြိုင်ဟာသူ့အပေါ်ဘာအညှိုးတေးမှမထားပဲသွေးလူပေးခဲ့တဲ့အတွက်သူ့ရဲ့အမားတွေကိုနောက်တာရနေမိပါတယ်။ဆေးရုံဆင်းလာပြီးတဲ့နောက်ပိုင်းမှာတော့ဦးသာထွန်းတစ်ယောက်သူ့ရဲ့မာနထောင်လွှားမှုတွေကိုခွာရှားပြီးရွာသားတွေကိုဖော်ရည်ပြူငါစွာဆက်ဆံခဲ့ပါတယ်။ဒါပေမဲ့ရွာသားတွေကတချိန်ကသူ့ရဲ့လုပ်ရက်တွေကိုအခဲမကြေကြသေးပါဘူး။မြို့ကိုရောက်ပြီးပျက်စီးသွားတဲ့မယ်များဟာသူ့မှာကိုယ်ဝင်ရှိနေတဲ့အချိန်မှာတော့တိတ်တဆိတ်ပဲရွာကိုပြန်လာခဲ့ပါတယ်။ဒီအကြောင်းကိုသိသွားတဲ့မောင်ကြိုင်ဟာမယ်များရဲ့အရှက်နဲ့ဦးသာထွန်းရဲ့တိတ်ခါအတွက်မယ်များကိုလက်ထပ်ယူလိုက်ပါတယ်။မယ်များကိုလက်ထပ်ပြီးတဲ့နောက်ပိုင်းမှာမောင်ကြိုင်တစ်ယောက်ရွာသားတွေကဦးသာထွန်းအပေါ်ထားရှိနေတဲ့အညှိုးတေးအာဃာတတွေကိုပြေပြောက်သွားအောင်ညှိနှိုင်းပေးနိုင်ခဲ့ပါတယ်။ခုချိန်မှာတော့သာယာအေးရွာလေးဟာနာမည်နဲ့လိုက်အောင်သာယာပြီးမောင်ကြိုင်ရဲ့ဖြူစင်တဲ့နှလုံးသားနဲ့မေတ္တာတရားရဲ့စွမ်းအားတွေကြောင့်သာယာကြည်နူးဖွယ်ရာလူမှုပတ်ဝန်းကျင်လေးတစ်ခု
ဖြစ်သွားခဲ့ပါပြီ။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းဒီလိုဇာတ်လမ်းလေးတွေကြည့်ရှုခံစားနိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးလုပ်သွားပေးကြပါဦးခင်ဗျာ။